ပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဖုန်းပါဗျဖုန်းတွေမှာဆိုရင်အားလုံးသိကြတယ်သိရဆိုတော်တော်များများသိမသိကြဘူးကျွန်တော်နည်းနည်းဟိုဗျပလန့်ပီရဲ့ဇုံဘီကိုအရင်ကြိုက်ကြလူတွေသိကြရထင်တယ်ဟုတ်ကဲ့သူကအားလုံးသိတယ်သူကဇုံဘီတွေကလည်းတကယ်ပုံစံကြီးဗျပြောရင် HD ပုံစံ HD ပလန့်ပီရဲ့ဇုံဘီ HD ဗျသူကကျွန်တော်တို့ site အားတော့ကျွန်တော်တို့ဖုန်းက Android 14ဒီမှာဆိုရင်တော့ရတယ် Android 14ကျွန်တော် Android 14 13မှာတော့ပြန်ဆက်နေတယ် Android 14 13စနေ17လောက်ဆိုရင်တော့ဒီလိုနည်းနည်းခက်ခဲဖြစ်နေတယ် download လုပ်ဖို့အတွက်ဖုန်းကတိတ်အောင်မြင်လာပါပို့တယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့တက္ကနိုဖြစ်ပါတယ်တက္ကနိုမှာတက္ကနိုကိုဖြစ်ပါတယ်တက္ကနိုကိုရမှာဟုတ်ကဲ့ဒါတော့မြင်ကြမယ်ထင်မှာဟုတ်ကဲ့ကျွန်တော်ဒါလေးပဲပြလိုက်တာပါကဲအဲ့ဒါတော့ download လေးကိုဒီနေ့ view မှာကျွန်တော်တို့ပြောင်းမှာဖြစ်ပါတယ်Google Map ကိုအရင်ဆုံးဝင်ရမှာဖြစ်ပါတယ်ဒီ Google Map ထဲမှာကျွန်တော်တို့ဝင်ပြီးတော့ဒီမှာကျွန်တော်ဒီမှာရေးထားတယ်လို့ရိုက်ရှာလိုက်ပြအဲ့လိုရိုက်ရှာလိုက်ရင်ကျွန်တော်တို့ဒီမှာပေါ်လာတယ်နော်အဲ့လိုပေါ်လာရင်ကျွန်တော်တို့ ALL ထဲဝင်လာရင်မှာအပေါ်ဆုံးမှာပြထားတဲ့ဟာ download လုပ်ပြပေါ်ဆုံးမှာပြထားတဲ့ဟာကို download လုပ်ပြအဲ့ပေါ်ဆုံးမှာကျွန်တော်တို့ပေါ်ဆုံးမှာ download လုပ်တဲ့ဟာဆိုရင်တော့ကျွန်တော်ဒီအဆက်30တဲဝင်လာရင်ဒီမှာ download လုပ်မရဗျာတခြားဆိုရင်တော့ကျွန်တော်ပြမယ်ခဏလေး၎င်းပြမယ်ဗျ GT3 ဆိုရင် GT3 ကိုဒီမှာလုံးဝ download လုပ်လိုက်လို့ရတယ်เนาะကျွန်တော် file ပြနေ okay သူဟာလုံးဝ download မရဘူးသူကဇာဂျီပါရှိမှာဗျဇာဂျီပါရှိရင်တော့ဇာဂျီပါတွေကိုကျွန်တော်ဇာဂျီပါတွေကိုကျွန်တော်တို့ဒီမှာဒီဇာဂျီပါဖြစ်ပါတယ်အဲ့ဇာဂျီပါ Play Store ထဲမှာလည်းရှိပါတယ်ဗျဇာဂျီပါတွေဝင်လာရင်ကျွန်တော်တို့ download ဆိုတဲ့ဟာဗျအဲ့ download ဆိုတဲ့ဟာထဲမှာကျွန်တော်တို့ဒီပလန့်ဗီရဲ့ဇုံဘီကိုအားလုံးမြင်ရရင်ဒီမှာဗျဒီမှာပလန့်ဗီရဲ့ဇုံဘီတွေ့ရတယ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့မှာ install သွားလို့ရမှာဖြစ်ပါတယ် install လုပ်ပြီးတော့ဒီမှာသူ့ပေါ်လာတယ်သူ့ပေါ်ရင်သူ download သွားလို့ပြီးစော့ဗျာဟုတ်ကဲ့ဒီနေ့ဗီကတော့ဒါလေးပြောတာဖြစ်ပါတယ်ကျွန်တော်ပြောချင်လို့ဗျဒါကကျွန်တော်ကတက္ကနိုက short လုပ်ထားမှာမဟုတ်သူဟာပါတာဘလို့ပါလာလဲဆိုရင်အဲ့လိုမြတ်ဘာပါလဲကျွန်တော်လာမေးလေပြီ तू ကတက္ကနိုမှာပါပြီးသားဒါကကျတော့ Go1 Pro Max ဖြစ်ပါတယ် Go1 Pro Max မှာဆိုရင်တော့ကျွန်တော်ဒါဒီပါတယ်ဗျတခြားဖုန်းတွေမှာဆိုရင်တော့မပါတာမပါတာရှိတယ်ဗျဟုတ်ကဲ့ကျွန်တော်က तू ကကျွန်တော်တို့ site ကတော့45 site ဖြစ်ပြီးကျွန်တော်တို့ဖုန်းက GB သွားမြင်လို့ရပါတယ် GB သွားမြင်လို့ရပါတယ်ကဲ Android မှာကျွန်တော်မယုံတဲ့လူတွေကျွန်တော်ပြပါမယ်ခဏလေးပါ view ရက်လိုက်ပါကဲဒီမှာကျွန်တော်ရဲ့ဒီမှာအားလုံးတွေ့ကြတယ်ဒီမှာဗျဒီမှာ GB ကတော့14ဗျ GB 14လောက်ဖြစ်တယ် Android ကတော့ Android 14ဗျ Android 14လို့ကတော့မသွားဆော့လို့ရတယ်ဗျဂိမ်းကကျွန်တော်တို့တန်းဆော့လိုက်ရင်ပဲတန်းဆော့တာနဲ့သူကဒီလိုပါပြီးသားဗျကျွန်တော်ဒီအပေါ်ဟာလေးကသူကဒီလိုထည့်လို့ရတယ်poster တို့ဘာလို့လဲလို့ရတယ်ဗျသူကတော့အစုံပါသလိုပဲဗျဟုတ်ကဲ့ဒီနေ့ view ကတော့ဒီလောက်ပါပဲနောက် view မှာပြန်တွေ့ပါမယ်